ဒီနေ့ blog လေးကကြတော့ကမိန်းကလေးတော်တော်များခံစားရမယ်လို့ထင်တယ်အဲ့ဒါကဘာလဲဆိုတော့ period time ပေါ့နော်လစီလာတာဖြစ်ပါတယ်ဒီချိန်မှာဆိုရင်ပန်းတို့မိန်းကလေးကအားမရှိဘူးနှုံးတယ်စိတ်ထိခိုက်လွယ်တယ်ဒေါသထွက်လဲတဲ့အထီးကျန်တယ်လို့ခံစားရတာပေါ့နော်အဲကြတော့ကပန်းတို့ဒီချိန်မှာဆိုရင်ဘာလို့ရမလဲအကောင်းဆုံးဆိုရင်ပေါ့နော်ချောကလက်ကိုစားပြီးအကောင်းဆုံးပါဒီမှာဆိုရင်ကိုယ့်ရဲ့ဒီကောင်လေးတွေပေါ့နော်ကိုယ့်ကောင်မလေးတွေတကယ်လို့အိမ်အောင်ရှင်ဆိုရင်ကိုယ့်ရဲ့မျိုးသမီးတွေကကိုယ့်ကိုခဏရန်ရှာတတ်တယ်ဆိုရင်ခုနပန်းပြောတဲ့ချောကလက်လေးကိုပေါ့နော်သူတို့ကိုကျွေးမယ်ဆိုရင်တော့အထောက်ကိုအများပြုပါတယ်ဒီချိန်မှာကိုယ့်ရဲ့ခန္ဓာကိုယ်ကိုတန့်စင်ပေးဖို့အရင်အရေးကြီးပါတယ်နောက်တစ်ခုကဆိုရင်ပိုဒီထက်ပိုတော့အရေးကြီးတဲ့ရှေ့ကနှစ်ခုထပ်ပေါ့နော်။ဒါဒီလာရင်ဘိုက်အောက်တယ်ဘိုက်နာတယ်အဲ့လိုဆိုကိုဆေးမစားမဲနဲ့လုံးဝမနေနဲ့နော်။ဘာလို့လဲဆိုတော့ဆေးမစားခြင်းဒီရေရှည်မှာပေါ့နော်အိမ်ကင်ဆာလေးတွေဖြစ်တတ်လို့ပါ။ဒါပန်းဆရာနဲ့တေချာတိုင်ပင်ပြီးတော့ပေါ့နော်ပြောပြတာပါ။ဒီနေ့ကဒီပန်းမျက်နှာတက်တဲ့ခွက်လေးကနည်းနည်းလေးပေးတာနဲ့ပန်းစိတ်တွေကတိတ်ပြီးတော့မအီမသာဖြစ်တာနဲ့ပေါ့နော်တေချာလေးတက်စီလိုက်ပါတယ်ရေချိုးလိုက်တော့ကိုယ့်ရဲ့စိတ်ကလန်းဆန်းသွားတယ်ကိုယ်စိတ်လန်းဆန်းတဲ့ခါကျရင်ကိုယ့်ရဲ့ဘေးနာကလူတွေရောပေါ့နော်ကိုရန်လည်းမရှာတဲ့ခါကျတော့ပြဿနာလည်းမဖြစ်တော့ဘူးအိမ်ကလည်းအေးချမ်းသွားတယ်နောက်ပြီးတော့စိတ်လည်းအေးချမ်းသွားတယ်ပေါ့နော်ဒီနေ့ blog ကတော့ဒီလောက်ပါပဲเนาะစိတ်က